အင်္ဂလန်ရဲ့အကြီးမားဆုံးအကောင်းဆုံးအသင်းဆွဲခေါင်းစဉ်ကလီဗာပူးအတွက်ဖြစ်သွားပြီပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ရွှေ Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေအင်္ဂလိပ်မာလာကြီးကဖျားရှင်တဲ့တွေ့မှာလူမိုက်ကြီးဘွားကနေကျွတ်လွတ်သွားခဲ့တယ်လို့အဖေနဲ့မိတော်မှဘလို့မှဆုံးမလို့မရနိုင်တဲ့လူတယောက်ကသူမနဲ့တွေ့မှာလိမ်မာသွားခဲ့တယ်လို့မျိုးမန်ယူရဲ့ကန်ရီဇာမိုက်ဂယ်ရီနဗီတယောက်လည်းလီဗာပူးရဲ့ပရီးမီယာလိချန်ပီယံဖြစ်သွားခဲ့ခြင်းနဲ့တူအမြင့်မှန်ရသွားခဲ့ပြီလို့ဆိုရမှာပါမန်ယူကလွှဲရင်ကျန်တဲ့အသင်းတွေအကောင်းမမြင်တတ်တယ်လို့မန်ယူနဲ့ပို့ပြီးတော့တခြားအသင်းတွေပဲနေဝေဖန်ပြောဆိုနေပြုလုပ်လေးရှိတဲ့ဂိမ်းနဗီဟာခုနောက်ပိုင်းအမြင့်မှန်ပြန်လဲပြီးတော့ရရှိနေကြတာကိုမြင်တွေ့ထားပါပါတယ်ဂိမ်းနဗီတယောက်မန်ယူကလွှဲပြီးတော့တခြားအသင်းတွေကိုပဲပြစ်တင်ဝေဖန်နေတယ်လို့ပြောရင်အင်္ဂလန်သားကြီးဟာတရားမန်ယူကကစားသမားတွေကိုလည်းပဲနေဝေဖန်တာပဲဆိုပြီးထောက်ပြတာမျိုးတွေရှိလာနိုင်ပါတယ်ဒါပေမဲ့အသင်းအောင်ကစားသမားတွေကိုဝေဖန်တာနဲ့တခြားသောကလပ်အသင်းတွေကိုဝေဖန်တာကြီးကမတူပါဘူးမန်ယူကစားသမားတွေဆိုရင်ပြစ်တင်ဝေဖန်တာဟာပို့ပြီးတော့စူးစမ်းစေခြင်းနဲ့စိတ်နဲ့နာအောင်ပြောတဲ့သဘောဖြစ်ပြီးတော့တခြားသောကလပ်အသင်းတွေကိုတော့တမင်သက်သက်ဖောင်းထုခြင်းလို့ဝေဖန်ပြောဆိုတာတွေပြုလုပ်ထားတာပါဘယ်မိဘမှကိုသားမျိုးနာပါသေးသောစိတ်နဲ့ရိုက်ခဲ့တာမဟုတ်ပဲလိမ္မာစေခြင်းလို့ဆိုတဲ့စိတ်နဲ့ရိုက်နှက်ဆုံးမသလိုပါပဲဂိမ်းနဗီကလည်းအဲ့လိုစိတ်မျိုးနဲ့မန်ယူကစားသမားတွေပေါ်မှာဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်အဲ့လိုတခြားသောအသင်းတွေပေါ်မှာပဲနေရစရာမရှိအောင်ပြောဆိုဝေဖန်ပြစ်တင်မှုတွေပြုလုပ်ခဲ့တဲ့ဂိမ်းနဗီကခုခါမှာတော့မမနဲ့တွေ့မှကလေးတယောက်လိုလိမ္မာသွားခဲ့တဲ့မောင်လေးတယောက်လိုအမြင်မှန်တွေရသွားပြီးတော့သူဟာလီဗာပူးအသင်းနဲ့ပတ်သက်လို့ချီးကျူးစကားတွေပြောကြားသွားခဲ့တာပါဘာကြောင့်ခုလိုပြောလာလဲဆိုရင်လီဗာပူးအသင်းကပရီးမီယာလိချန်ပီယံဖြစ်သွားတဲ့အတွက်ကြောင့်ပါပဲအခုလိုလီဗာပူးအသင်းကပရီးမီယာလိချန်ပီယံအမှတ်ပေးချန်ပီယံဆုရရှိသွားခဲ့တဲ့အတွက်ဂိမ်းနဗီတယောက်အမြင်မှန်တွေရသွားခဲ့တယ်ဆိုရင်ဘာကြောင့်2019-20ဘောလုံးရာသီကပရီးမီယာလိဖလားကိုလီဗာပူးတို့ရခဲ့တဲ့အချိန်ကအမြင်မှန်မရခဲ့တာလဲဆိုရင်အဲ့အချိန်ကလီဗာပူးတို့ရခဲ့တဲ့မှတ်ပေးချန်ပီယံဆုဖလားဟာ19ချိန်မြောက်ဖြစ်နေရရှိခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အခုတော့လီဗာပူးအသင်းကပရီးမီယာလိချန်ပီယံဆုကို20ချိန်မြောက်ဖြစ်နေရရှိသွားကြဖြစ်ပြီးတော့အဆိုပါအမှတ်ပေးချန်ပီယံဆုဖလားဂိမ်းနဗီရဲ့အသင်းဟောင်းဖြစ်တဲ့မန်ယူအသင်းနဲ့အရေးတွက်ချင်းတူညီပြီးတော့သွားခဲ့ပြီလည်းဖြစ်ပါတယ်အဲ့လိုမန်ယူအသင်းနဲ့လီဗာပူးအသင်းတို့ကမှတ်ပေးချန်ပီယံဆုဖလားရေးအတွက်တူညီသွားခဲ့ကြတဲ့ပြင်ဥရောပရဲ့ကလပ်အသင်းတိုင်းတန်ဖိုးထားကြတဲ့ချန်ပီယံလိဖလားကြီးကိုလီဗာပူးအသင်းကမန်ယူအသင်းနဲ့ပို့ပြီးတော့ထောက်ဝက်လောက်ရယူထားနိုင်ခဲ့ကြတာဖြစ်ပါတယ်အဲ့လိုမျိုးလီဗာပူးအသင်းကမန်ယူအသင်းနဲ့အမှတ်ပေးချန်ပီယံဖလားအရေးတွက်ချင်းလဲတူညီသွားခဲ့တဲ့ပြင်ချန်ပီယံလိဆုဖလားကိုလည်းမန်ယူအသင်းနဲ့ပို့ပြီးတော့ရယူထားခဲ့ကြဖြစ်တဲ့အတွက်ဂိမ်းနဗီကနာကျင်သွားတဲ့လီဗာပူးအသင်းကိုချီးကျူးစကားဆိုသွားခဲ့ရတာပါဂိမ်းနဗီကပြောမှနာကျင်ရပေမဲ့အင်္ဂလန်အကြီးမားဆုံးအကောင်းဆုံးဆိုတဲ့အသင်းခေါင်းစဉ်ကလီဗာပူးအတွက်ဖြစ်သွားပါပြီလီဗာပူးကယူနိုက်တက်ထက်ဥရောပဖလားပိုရထားသလိုအမှတ်ပေးဖလားအတွက်ကိုလည်းအလုံး20စီတူသွားပြီမို့လို့အင်္ဂလန်အကြီးမားဆုံးအသင်းကြောင်းငင်းခုံမှုတွေလှုပ်ရှားမလို့တော့ပါဘူးဆိုပြီးတော့ပြောသွားခဲ့ပါတယ်လီဗာပူးဆိုတာမန်ချက်စတာယူနိုက်တက်အသင်းတို့မဟာပြိုင်ဘက်အသင်းလည်းဖြစ်သလိုအင်္ဂလန်ဒါဘီပြိုင်ဘက်အသင်းဆိုရင်လည်းဟုတ်ပါတယ်ဒီဘက်ကဘိုင်ယန်သင်းစားမားတွေရဲ့စိတ်ထဲမှာငါတို့ရဲ့မဟာပြိုင်ဘက်အသင်းဆိုပြီးတော့ထဲတွက်မထားခဲ့ကြမယ်အချိန်ကကန်တွင်စားမားတွေကတော့လီဗာပူးနဲ့ပတ်သက်ရင်ခုချိန်ဒီမဟာပြိုင်ဘက်အသင်းဖြစ်နေတတ်မှတ်ထားခဲ့ကြတာပါအားကြောင့်လည်းလီဗာပူးအသင်းနဲ့ပတ်သက်ပြီးတော့ဂိမ်းနဗီကနာကျင်နဲ့ချီးကျူးစကားဆိုသွားခဲ့တာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ချီးကျူးကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်